နှစ်ပေါင်း400ကျော်လုံးလုံးရေအောက်မှာပျောက်ဆုံးနေတဲ့ကမ္ဘာအီးဆုံးခေါင်လောင်ကြီးရဲ့ရုပ်ဝက်ချက်တီကိုဖော်ထုတ်မယ်ဒီရှင်းလင်းတင်ပြချက်ကနေကြိုဆိုပါရယ်အချင်းဆွဲမနေပဲထိုင်ရိုက်ပဲဆက်လိုက်ကြရအောင်ဗျာကဲအားလုံးပဲသမိုင်းပညာရှင်တွေရောရတနာရှာဖွေကျူးတွေပါအမြဲတမ်းခေါင်းစားခဲ့ရတဲ့အဓိကမိခွန်းတစ်ခုကိုနေဆက်လိုက်ရအောင်ကမ္ဘာအကြီးဆုံးခေါင်းလောင်ကြီးဆိုတာသမိုင်းတွေကတကယ်အမှန်တရားကြီးလားဒါမှမဟုတ်ဘာစရာဆိုရင်တန်တာကြီးပုံမြန်တစ်ခုထက်ထက်ပဲလားကျွန်တော်တို့အခုအထောက်အထားတွေနဲ့သေချာလေ့လာကြည့်ကြပါမယ်ဒီလိုဝက်ချက်ဘလောက်တောင်ကြီးမားလဲဆိုတာသဘောပေါက်သွားအောင်ဒီဂိမ်းကနွမ်းလေးကိုအရင်ဆုံးကြည့်လိုက်ပါပိတ်တာချင်းတသိန်း၈တောင်ဟုတ်ပါတယ်တသိန်း၈တောင်ပါဒီလောက်ကြီးမားခမ်းနားလဲခေါင်းလောင်ကြီးတစ်လုံးကိုတွန်းလှုပ်ဖို့အတွက်တောင်းခဲ့တဲ့ကြီးပမာဏပါပဲဘလောက်တောင်အလေးချိန်စီးပြီးကြီးမားလိုက်မလဲဆိုတာတွေးတတ်ကြည့်ပါတော့အပိုင်း1ကြီးမားလာတော့ခြေပူဇုံမှုကြီးဟန်တာဝတီချစ်မှာဒီလောက်အေယာမှာခေါင်းလောင်းကြီးဘယ်လိုများပေါ်ပေါက်လာခဲ့တယ်လေဆိုတဲ့မူလအစောကိုတွားကြည့်ကြရအောင်တကယ်ကိုအန်အော်ဖူကောင်းတာကဗျာဒီခေါင်းလောင်းကြီးဟာဖရင်တစ်ပါးရဲ့ကိုယ့်တက်ဂုံတက်ကိုပြချင်လို့ပေါ်လာတာလုံးဝမဟုတ်ပါဘူးအမှန်ကဓမ္မစီဒီမင်းကြီးလက်ထက်မှာအခွန်ကောက်ခံရကနေပိုလီယန်လာတဲ့ကြီးလီကိုဖီတူရီစီပြန်ပေးခဲ့ပါတယ်ဒါပေမဲ့ဖီတူရီကမယူဘဲဘာသာရေးအလူအဖြစ်ခေါင်းလောင်းကြီးတွန်းလွတ်ဖို့တနည်းတညွတ်တီဆုံးဖြတ်ခဲ့ကြတာပါဒါဟာဖီတူရီရဲ့ကြီးမားတဲ့သက်တာတရားပါပဲအချောက်လေးရခုတော့အတွေးမှာဖြစ်ပျက်ခဲ့တဲ့ဒီဖြစ်စဉ်တွေကိုကြည့်လိုက်ရင်တကယ်ကိုအမခံပါပဲမတ်ကြီးပညာအိမ်ကဦးစီးသွင်းလုပ်ပြီးတာနဲ့တပြိုင်နက်ထဲမှာပဲအိမ်ဝိမာနာလို့ခေါ်တဲ့တုံဝင်ဖောင်တော်ကြီးနဲ့ရွှေတိကုန်းစစ်တီတာမြတ်ကြီးစီတဲဆောင်သွားခဲ့ကြတယ်အဲ့ဒီခက်ကဒီတော့ကြီးမားလေလာတဲ့အရာကြီးကိုတဲသို့ဆိုတာလွယ်ကိစ္စမဟုတ်ဘူးလေထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေဘလောက်တောင်ကြီးမားကျယ်ပြန့်ခဲ့မလဲဆိုတာတက်တွေ့ပြနေတာပါပဲဒါပေမဲ့ဗျာတမိုင်းမတ်တဲ့နေရာကအရာအလုံးကချုံးမွေးမနေခဲ့ပါဘူးခေါင်းလောင်းသွင်းလို့နေတော့မှတဲ့မိချုံနှကောင်ပေါ်လာတာကိုတွေ့လိုက်ရလို့ပူနာလီကဒီခေါင်းလောင်းကြီးဟာတက်တန်းရှိမှမဟုတ်ဘူးလို့ဟော်ကင်းထုတ်ခဲ့ကြတယ်တကယ့်ကိုကြောချမ်းစရာနေမိဆိုကြီးတစ်ခုကခေါင်းလောင်းကြီးရဲ့ဂျမာဆိုးကိုကျွတ်ပြော့နေခဲ့တယ်လို့ပါပဲအပိုင်းနဲ့ငစင်ကာဤမအောင်မြင်တော့ခိုးယူမှုကဲ1608ခုနှစ်ကိုခုန်ကူးလိုက်ရအောင်တမိုင်းတစ်ချောင်းအဆိုးရွားဆုံးတဲယူပို့ဆောင်ရေးကြရှုံးမှုကြီးဘလို့စတင်ခဲ့တယ်လဲဆိုတာဆက်ကြည့်ကြမယ်ဒီမှာအဓိကအချိုးအကွေကစတာပါပဲခေါင်းလောင်းကြီးတွန်းလုတ်ပြီးလို့132နှစ်ကြာတဲ့အခါမှာတော့ပိုတုန်ကီလူမျိုးအုပ်ချုပ်သူငစင်ကာရဲ့မျက်စိကြတာကိုခံလိုက်ရပါတယ်သူကလက်နဲ့လှုပ်ဖို့ကုန်ကျန်းဒီအယမ်းလိုချင်နေတော့ဘာသာရေးဆက်ရနေရတဲ့ကျင်းနဲ့ကြေဝါးတွေကိုအတင်းအမှတ်မှသိမ်းစီရကနေဒီခေါင်းလောင်းကြီးလဲသူ့ရဲ့လောဘ6ကမ်းမတဲ့ပါသွားခဲ့ရတာပေါ့ဒီခိုးယူမှုဖြစ်စဉ်အစဉ်စဉ်ကိုလေ့လာကြည့်ရင်တကယ်ကိုစိတ်မကောင်းစရာပါရွှေဒီကုံဖျားပေါ်ကနေအတန်းလိမ့်ချလဲတစ်သားဖောင်ပေါ်တင်လေစဉ်းစားတာကြည့်ပါတော့ဗျာပိတ်တာချင်း3,800ကိုတစ်သားဖောင်နဲ့တေးတာလေလောဘစောကြောင့်အလေးချိန်နဲ့ယူဘောဗီတာသဘောတရားတွေကိုလုံးဝလိလူရှုမိလိုက်တဲ့အခါရေစည်းချောင်းအရှိန်နဲ့ပါပေါင်းပြီးဖောင်ကြီးကြိုးချက်ပျက်စီးသွားပါတော့တယ်အဲ့လိုနဲ့ပဲခေါင်လုံးကြီးဟာဘဲကူးမြစ်ရန်ကုန်မြစ်နဲ့ပူဇွန်တောင်ချောင်းတို့သုံးပွင့်ဆိုင်ပေါင်းစုံရာမြစ်စုံတွေတော့ရဲ့ကျန်းတန်းတဲ့ရေစည်းချောင်းဒီအောက်ကိုချက်ချင်းပဲဝုန်းကနေနစ်မုတ်သွားခဲ့ရတယ်တမိုင်းဝေအမွေနှစ်ကြီးတစ်ခုရေအောက်တင်ချိုင်းမှာကင်းဝတ်သွားခဲ့ရတဲ့နေရာပေါ့အပိုင်း3တမိုင်းဆိုင်ရာထောက်ထားများခေါင်လောင်းကြီးဒီလိုပြောက်ကွယ်သွားတဲ့အတွက်တချို့ကဒါဟာပုံမြင်တစ်ခုတတ်ပဲလို့ထင်ခေါင်းထင်နိုင်ပါတယ်ဒါပေမဲ့ခိုင်လုံတဲ့တမိုင်းဆိုင်ရာအထောက်အထားတွေရှိနေပါတယ်လေ့လာကြည့်အောင်1986ခုနှစ်မှာရေးထိုးခဲ့တဲ့ကလျာဏီမွန်ကြောက်စာတွေကိုပြန်ကြည့်ရင်ဒါတွေဟာခေါင်းလောင်းကြီးတကယ်ရှိခဲ့တယ်ဆိုတာကိုတက်တေပြနေတဲ့ခိုင်မာတဲ့ခေတ်ပြိုင်အထောက်ထားတွေပါပဲတွန်းလုခဲ့တဲ့ဖြစ်စဉ်အသေးစိတ်တွေနဲ့လူပုဂ္ဂိုလ်တွေကိုယ်တိုင်ထိတွေ့ခဲ့ရတဲ့မက်တန်းတွေအတိအကျကိုပါဝင်နေတာပါဆိုတော့ဒါဟာလုံးဝဒဏ္ဍာရီမဟုတ်ဘူးဆိုတာတေးကြောင်သွားပြီပေါ့ပိုပြီးတိကျသွားအောင်ဒီအချက်ကိုကြည့်ပါအထက်980ပြည်လုံးနဲ့တီတုံးကနိုင်ငံခြားသားခီးသွွား gas barrel ပေါပြီးကိုယ်တိုင်ရေးသားခဲ့တဲ့မြက်ပင်ကိုတွေးမှတ်တမ်းဖြစ်ပါတယ်ခေါင်းလောင်းကြီးအခိုးမခံရခင်အချိန်လေးမှာရွှေတိကုန်းစီရီတော်ပေါ်မှာအလွန်ကြီးမားတဲ့ခေါင်းလောင်းကြီးတစ်လုံးတကယ်ရှိနေခဲ့တဲ့ဆိုတာကိုယုံမတန်းတရားမရှိအတည်ပြုပေးလိုက်တာပါပဲအပိုင်း၄ရွှေနွားများအောက်မှာပျောက်ဆုံးခြင်းကဲအခုဆိုရင်ကျွန်တော်တို့ရှင်းသင်းတင်ပြချက်ရဲ့ကက်တစ်ကာလကိုရောက်လာပါပြီဒီလောက်ကြီးမားတဲ့တမိုင်းဝန်လေးရာကြီးယင်းနေခင်မှာဘယ်နေရာကိုရောက်နေမလဲဆိုတာစစ်ကြည့်ကြမယ်ဒီနေ့ရှာဖွေမှုတွေမှာတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အမြင်တစ်ခုကွဲလွဲနေတာကိုတွေ့ရပါတယ်တစ်ဖက်ကတော့ကြိုက်ထီးဆောင်ဆရာတော်ရဲ့အင်မတ်အရာရေအောင်နန်းတော်မှာနနကားတွေကစောင့်ရှောက်ထားတဲ့ဆိုတဲ့နံပိုင်းဆိုင်ရာယုံကြည်မှုဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့မြစ်ဆုံဒေတာရဲ့နှစ်ပေါင်း400ကျော်စုပုံလာတဲ့ထူထပ်တဲ့ရွှွန့်လန်းတွေအောက်မှာအလွန်နှဆိုင်စွာမြုပ်နှံနေတဲ့ဆိုရဲတစ်ပတ်နီးကျဘူမီရွေးတာဆိုင်ရာအမှန်တရားပဲဖြစ်ပါတယ်
ကျွန်တော်တို့အနေနဲ့တော့ဒီအမြင်တစ်ခုစလုံးကိုဘယ်ဘက်မှမလိုက်ပဲအရှိကိုအရှိအတိုင်းတင်ပြပေးတာပါ အခုဆိုရင်တော့ပရိသတ်တွေကိုယ်တိုင်စဉ်းစားဖို့မိခွန်းတစ်ခုပဲကြံပါတော့တယ်။အချင်းကြီးအများကြီးကြာလာတဲ့ဒီနေ့မှာလူသားတွေရဲ့အင်ဂျင်နီယာပညာရပ်နဲ့နည်းပညာတွေကဒီကြီးမားလာတဲ့ဓမ္မစီတီခေါင်းလောင်းကြီးကိုရွှေ့နွမ်းနေဒီကနေပြန်လဲဆဲယူနိုင်မလား။ဒါမှမဟုတ်မြင့်ရည်ပြင်းတဲ့တဘာဝတရားကြီးကပဲထာဝါသိမ့်ပိတ်သွားလိမ့်မလားဆိုတာစဉ်းစားစရာပါပဲ။စိတ်ဝင်စားစရာကောင်းတဲ့ဒီရှင်းလင်းတင်ပြချက်ကိုအတူတူကလေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။